ကြေညာပါတယ်ဩဂုတ်လ15ရက်နေ့မနက်ပိုင်းကကျင်းပတဲ့ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာကာကွယ်ဦးစီးချုပ်ရေးဗိုလ်ချုပ်ကြီးညံထုံးကိုဒုတိယသမ္မတဖြစ်ပြည်ထောင်စုလွှတ်တော်နာယကဦးခင်အောင်မြင့်ကကြေညာခဲ့ပြီးဒုတိယသမ္မတကပြည်ထောင်စုလွှတ်တော်မှာဂရုသစ္စာပြုခဲ့ပါတယ်မိမိတောင်းကြများမိမိတောင်းတရားများရှောင်းမှန်မှန်ကန်တော်ဖြင့်ရှောင်းမှန်မှန်ကန်တော်ဖြင့်ဆောင်းလို့ဆောင်းရတာဆောင်းလို့ဆောင်းရပါတမတော်သားလွှတ်တော်ကိုယ်စားလှယ်အစုအဖွဲ့ကရွေးချယ်တင်မြှောက်ခဲ့တဲ့ဒုတိယသမ္မတတစ်နေရာလစ်လက်သွားတဲ့အတွက်အဲ့ဒီနေရာကိုဗိုလ်ချုပ်ကြီးညံထုံးကိုရွေးချယ်ခဲ့တာပါသမ္မတရေချင်းပြည်စုံမှုရှိမရှိစီစီရေးအဖွဲ့ကစီစစ်ခဲ့ပြီးအတည်ပြုပေးခဲ့တာဖြစ်ပါတယ်ဒီတစ်ခါတော့ဦးမြင့်ဆွေနဲ့တော့လည်းကြောင်းနှောင်းနှောင်းနေသွားတယ်အခုတစ်ခါကျတော့တမတော်စုဖွဲ့ရွေးရဆိုတော့ဒီငါတုန်းကလှုပ်ထားနေတိတ်တော့မကွာဘူးအခုကတော့ကွာတာကတော့အများဆုံးလို့ရှိမှဥပဒေနဲ့ဗာနဲ့လှုပ်တာဆိုတော့လည်းပဲလုပ်ဖို့လုပ်နေရရင်တိုင်းပဲဆိုတော့အမှတ်ချက်ပြမှတော့မသိဒုတိယသမ္မတတီဟတူရာဦးတင်အောင်မြင့်ဦးကကျမရေးချင်းဒီကြောင့်ဇူလိုင်လ1ရက်နေ့ကစပြီးဒုတိယသမ္မတရာထူးကနေဆန္ဒအလျောက်နှုတ်ထွက်သွားတာဖြစ်ပါတယ်အခုရွေးချယ်တင်မြှောက်ခံရတဲ့ဒုတိယသမ္မတအသစ်ဟာမကြခင်ဆိုတက်မတော်ကနေအနားယူတော်မဲ့သူလည်းဖြစ်ပါတယ်ကျွန်တော်ကိုသက်ပါ